Sakura မျိုးရဲ့ညနေကြီးမှာတော့အရှမ်းကိုတာယာနေပါတယ်။စုပုံရှိတဲ့ကတော့အိပ်ပျော်နေပါတယ်။အဲ့ဒီရှင်သူ့ရဲ့အမေရဲ့တန်ကိုကြားလိုက်ရပါတယ်။သမီးစုပုံရှိမထသေးဘူးလား။အမေသမီးတို့လက်ဆောင်ဝယ်လာတယ်။စုပုံရှိလည်းနိုးသွားပြီ။ဟာအမေတကယ်ပြောရလား။ရှေး။အရီနာစုပုံရှိလည်းလက်ဆောင်ဘူးကိုဖွင့်ကြည့်နေပါတယ်။ဝါအမေလာပူရုပ်ကအရန်လာပဲ။သမီးရမ်းကြိုက်တယ်။အမေကသမီးကိုအရန်ရှိတာပဲ။အေးပါအဆုံနဲ့ဆောက်လိုက်အောင်နော်မပြောက်စိနေအောင်အရုပ်တွေပျောက်သွားအောင်မယ်ဟုတ်ကဲ့မေသမီးစီကန်းရှောင်ဆုံးမယ်နော်လေလာရဲ့အိမ်မှာတော့လေလာရဲ့အမေကထမင်းဟင်းနေရှက်နေပါတယ်သမီးလေလာမထသေးဘူးလားလေလာလည်းရောက်လာပြီဟုတ်ကဲ့မေသမီးရောက်ပြီအရှိမသမီးဒေါ်လေးနဲ့ဦးလေးရှောင်းနေရဲ့အဲ့ဒါအထုပ်တွေသွားယူလာအောင်အဲ့ဒါကြောင့်လေလာလည်းအရှိကိုထွက်လာပြီးအထုပ်တွေသွားယူနေပါတယ်သမီးလေးလားသမီးရမေရောပြန်သွားရလဲဒီမှာသမီးကျွဲလက်ဆောင်တွေဝယ်လာတယ်ဟုတ်ကဲ့ဦးလေးအမေကအိမ်ထဲမှာရှိရဲဂျာနဲ့ဦးလေးရောဝင်မအောင်လားဒေါ်လီတို့ကပြန်တော့မှာကွယ်အဲ့ဒါကြောင့်နောက်မှဝင်တော့မယ်နော်ဒီလက်ဆောင်တွေယူသွားလာအောင်အရီနောက်လေးလာလဲသူ့အမေရှိကိုအထုပ်တွေယူလာပါတယ်သမီးအဲ့ဒါဘာလဲအိုးဒါပိတ်ဆိုင်ပဲဒါဆိုသမီးကျွဲလာဖို့ရုပ်လုပ်ပြီးလို့ရပြီသမီးလည်းဆက်လို့ရပြီပေါ့ဟုတ်တယ်အမေအဲ့ဒါကြောင့်သမီးကိုလာဖို့ရုပ်လုပ်ပြီးနော်အေးပါအမေလုပ်ပြီးပါမယ်ခဏပဲစောင့်သမီးကလာဖို့ရုပ်ကိုတအားလို့ချင်နေတာသမီးကိုတငယ်ချင်းတွေကလာဖို့ရှုံးမဝင်နိုင်လို့သမီးကိုလှောင်ကြတယ်။အေးပါသမီးအမေလုပ်ပြီးမယ်နော်။ဘာမှ1 minute နဲ့ဟုတ်ကဲ့မေလှမ်းလာလေးလုပ်ပြီးနော်။အဲ့လိုနဲ့လေလာရဲ့အမေလည်းအလုပ်တွေရှုံးအရှုပ်တွေလုပ်နေပါဒီမဲ့သမီးအမေအရှောက်လုပ်ပြီးသွားပြီ။ဖွင့်ကြည့်လိုက်ပါအောင်အရန်လှနော်။ဝါးအမေတကယ်ပြောတာလား။အရီနာလေလာလည်းအရက်ကိုဖွင့်ကြည့်နေပါတယ်။ဝါးအမေအရန်လှပဲနော်။ဒီရုပ်လည်းအရန်လှတယ်။ဒီရုပ်လာဖို့ရုပ်ကအရန်လှပဲ။အမ်ပါဟုတ်ကဲ့မေအဲ့ဒါဆိုရင်သမီးပန်းချောင်သွားပြီးတငငချင်းနဲ့သွားစကားလာအောင်ဟုတ်ကဲ့မေဒါဆိုသမီးသွားဆောက်လာအောင်မယ်နော်အရီနာလေးလာလည်းအပြင်ကိုပြေးထွက်လာပါတယ်ငါအရင်ဆုံးဦးလေးနဲ့ဒေါ်လေးကိုကြွားရမယ်သမီးလေးလာဘယ်သားမလို့လဲဝေါသမီးလက်ထဲအရုပ်လေးအရန်လာပဲနော်ဘယ်သူလုပ်ပေးထားလဲအော်အဲ့ဟာလေအမေလုပ်ပေးထားတာအရန်လာရင်နော်ဟုတ်ပါအရန်လာပဲနော်တို့နဲ့ကစားကွင်းပန်းချံကြီးတဲမှာတော့ခုံတန်းခုပေါ်မှာလာဖို့ရုပ်တွေရှိနေပါတယ်စုပုံရှိတယောက်ကတော့မျက်လုံးကြီးမိတ်ပြီးတင်းနေသုံးလေးရှိနေပါတယ်သူတို့ကတော့တွတ်ပုံတိုင်းကစားနေကြတာပါ15 16 19 18 19 20မတူတကူလာပြီဟဲ့အော်ငါချမ်းမတွေ့ပြီနော်မင်းကတွေ့ဝါငါလူစုမတွေ့သေးဘူးသူဘယ်ရောက်သွားလားမသိဘူးပြည့်ရှင်လူစုတယောက်ကတော့တိုင်ကိုပုတ်ပြီးသွားပါပြီရှင်ငါနိုင်သွားပြီဟဲ့ဒီတော့ငါမမြင်ဘူးမလားလေလာရောက်လာပြီဟေးတငယ်ချင်းတို့ငါဘာယူလာလဲကြည့်လိုက်ပါဦး။အော်လေလာနင်ကြည့်ဘာလို့လာလဲ။နင်ရဲ့အရောက်အဆုပ်ကြည့်လာကြွားလား။ဟဲ့လေလာနင်ကြည့်ကြည့်လိုက်စမ်းပါ။ငါတို့မှာအကောင်စားလာဖို့ရုပ်တွေရှိရဲ့။နင်ရဲ့အရောက်ကတောက်ဆုပ်ကြည့်ပါဟာ။ဒီရှာကြည့်ထားစမ်းပါငါတို့အရုပ်တွေကအကောင်စား brand နေကြည့်ပဲ။နင်တို့အဆုပ်ကြည့်မဟုတ်ဘူး။နင်ဘယ်ကောက်လာလဲအမိုက်ပုံနဲ့ကောက်လာမလား။အော်ဒါငါမေလုပ်ပေးထားတာဟာ။အဆုပ်ကျူယူလာသေးရဲ့ဟာအမိုက်ပုံနဲ့ဟာကောက်လာမလားနင်တော့မွဲလေအဲ့တော့ဘလို့ဝင်လိုက်မှလဲအဲ့ဒါကြောင့်လေလာလဲစိတ်မကောင်းဖြစ်သွားပါတယ်သွားစမ်းပါဟာငါလို့ရှိသွားနင်ရဲ့အရုပ်အဆုပ်ကျူလာကြွားမနေနဲ့နင်တော့ငါအဲ့လိုတော့မပြောပါနဲ့ဟာဒါငါမေလုပ်ပေးထားတာဟာငါတို့ကအဆုပ်မလို့အဆုပ်ပြောရလေနင်ကဘာဖြစ်နေရလဲနားနာလားအေးပါနင်တို့စောင့်ချင်ဦးဆိုရဲငါမစောတော့ပါဟာအေးအဲ့ဒါဆိုရင်ဒူလိုက်တော့လေဒီမှာဘာလုပ်နာလဲအဲ့ဒီရှင်ငါအကြောင်ဆိုတဲ့ကောင်လေးတယောက်ရောက်လာပြီဟေးနင်တို့ဒီမှာကြည့်ကြအောင်ငါမအရှုပ်တွေပါလာဟာဟဲ့အဲ့ဒါလာဘူးရုံမမဟုတ်တာနင်တို့ကတောက်မွဲတွေကြည့်ပါပဲဟာနေရောငါမအရှုပ်တယောက်ရှိသေးရဲ့ဟာငါပြမယ်ခဏပဲစောင့်နော်အားလုံးကတော့စိတ်ဝင်စားနဲ့စောင့်ကြည့်နေကြပါတယ်ကျန်တာဒီမဲ့လေးဒါလာဘူးရုပ်ပဲဟာအရှမ်းကြီးရပဲအဲ့ဒါလာဖို့ရုံမမဟုတ်တာတောက်ယူရဲ့အဲ့ဒါဂျိုသားရောက်ကြည့်လေညတကယ်အယူပဲတကယ်တောက်ပေါ်ပါဟာတငယ်ချင်းတို့ငါတို့သွားကြမယ်ဟာဒီညကိုထားခဲ့ကြမယ်သူတို့လည်းမစောင့်ချင်ဘူးလေလာကတော့ပို့ပြီးဝမ်းနဲ့သွားပါတယ်အဲ့လိုနဲ့ပန်းချန်ထဲမှာသူတို့ညောက်ပဲကြံခဲ့ပါတယ်ဟဲ့လေလာဝမ်းနဲ့မိနဲ့လာငါတို့စကားကြမယ်ဟာအေးကစားကြမယ်ဟာအဲ့လိုနဲ့ညဘက်ကိုရှောက်လာပါတယ်ညတော့ကြည့်ထဲမှာတော့အရှမ်းအောင်သားရနေပါတယ်စုပုံရှိတယောက်ကတော့အိတ်နေပါတယ်သူ့အမေရဲ့အတန်ကိုကြားရပါတယ်သမီးအမေပြောစားရှိရဲ့
ဟုတ်ကဲ့မေသမီးဘာပြောမလို့လဲအဲ့ဒါလေသမီးတငယ်ချင်းလေးလားဆုံးသွားပြီကွအဲ့ဒါကြောင့်အမေတို့သူတို့အိမ်ကိုသွားနေမယ်ရီနာကာကြီးနဲ့ထွက်လာကြပါတယ်လေလာရဲ့အိမ်ကိုရောက်လာပါတယ်အနေမှာတော့လူတွေအများကြီးရှိနေကြပါတယ်စုပုံရှိတယောက်ကတော့ထိတ်လန့်ပြီးကြောက်နေပါပြီအရီနာနှစ်ယောက်သားအိမ်ထဲကိုဝင်လာကြပါတယ်အိမ်ထဲမှာတော့လေလာရဲ့တငယ်ချင်းတွေနဲ့လေလာရဲ့အမေဖြစ်သူလည်းရှိနေပါတယ်လေလာတယောက်ကတော့အသက်မရှိတော့ပါဘူးအဲ့ဒီမြင်ကွင်းကြောင့်စုပုံရှိလည်းတွေးပြတ်သွားရပါတယ်ဟာလေလာမဟုတ်ဘူးမတို့တေးသွားရတယ်လူစီလေလာတကယ်ပဲတေးသွားလားဟာအေးဟာအကိုတူမရှိတော့ဘူးဟာငါတို့ထားခဲ့ပြီငါတို့နည်းလည်ပြောရရမ်းလွန်သွားလားမသိဘူးဟာအဲ့လိုဖြစ်လို့မရဘူးလေသူတေးလို့မရဘူးလေလာရဲ့အမေကတော့ငိုနေပါတယ်သမီးလေးလားအမေကဘာလို့ထားခဲ့ရလဲသမီးရဲ့အမေမထားခဲ့ပါနဲ့သမီးထားပါအောင်သမီးထားပါသမီးလို့ကြည့်နေလာဘူးရုပ်အမေဝယ်ပေးပါမယ်သမီးရဲ့အမေမထားခဲ့ပါနဲ့စုပုံရှိလို့လဲဝိုင်းကြည့်နေကြပါတယ်လေလာရဲ့ဦးလေးနဲ့ဒေါ်လေးကလည်းငိုပွဲတွေကြားနေပါတယ်သမီးပြောတော့လာဖို့ရုပ်လို့ကျင်နေဆိုအမေဝယ်ပေးပါမယ်သမီးရဲ့အမေမထားခဲ့ပါနဲ့နော်မထားခဲ့ပါနဲ့အဲရစ်ကကြောင်စုပုံရှိတရားပို့ပြီးထဲထဲလာတယ်သူလေလာကိုပြောခဲ့တာတွေလှောင်ခဲ့တာတွေပြန်ပြီးမြင်အောင်လာပါတယ်နင်းယောက်ျားအဆုတ်ကြီးပါဟာသွားစမ်းပါငါနင်းတော့မစောချင်ဘူးအေးပါဟာနင်းတော့မစောချင်ဘူးဆိုရင်ငါသွားလိုက်ပါမယ်နော်ငါမစောတော့ဘူးဟာအဲ့ဒါဒီကိုမြင်အောင်ပြီးပို့ပြီးထဲထဲလာပါတယ်အဲ့လိုနဲ့စုပုံရှိတရားသူ့ရဲ့အိမ်ကိုရောက်လာပါတယ်စုပုံရှိတရားကတော့စဉ်းစားနေတုန်းမှာပဲလေလာငါတောင်းမှမိုင်ဟာငါနင်းပေါ်အဲ့လိုမလုပ်ခဲ့သင့်ဘူးငါတောင်းမှမိုင်နော်ငါခွင့်လို့ပါဟာနင်ငါကြောင့်နဲ့အဲ့လောက်ထိနာကျင်သွားရမလို့ငါမထင်ခဲ့ဘူးဟာထားခဲ့ပြီပေါ့ဒါပေမဲ့သူရဲ့ရှိမှတော့လေလာရဲ့လာပူရုပ်ကြီးရှိနေပါတယ်ဝီလာပူရုပ်ကြီးကနှက်ဆိုးဝင်ပူးနေပါတယ်ကြောက်စရာအတန်ကြီးနဲ့လာဘူးအဲ့ဒါကြောင့်စုပုံရှိလဲလန့်သွားပါတယ်အဲ့ဒါလေလာရဲ့လာပူရုပ်ကြီးမလားဘလို့ရှောင်းလာလဲဟာစုပုံရှိနင်ဘာပြောနာတယ်ငါနည်းရဲ့တငယ်ချင်းလေးလာလေငါနည်းကိုလာခေါ်တာနင်ငါနဲ့ကိုလိုက်ခဲ့တော့မဟုတ်ဘူးမကြားချင်ဘူးမလာနဲ့အဲ့လိုနဲ့စုပုံရှိတရားလက်နိုးသွားပါတယ်အမေသမီးကိုကဲပါအောင်သမီးဘာဖြစ်တာလဲအမေကိုပြောပါအောင်အိမ်မဆိုးမှတ်တာလားဟုတ်တယ်အမေသမီးအိမ်မဆိုးမှတ်နေရအခုတော့သမီးအဆင်ပြေသွားပြီအဲ့ဒါဆိုရင်အမေတို့မနက်စာစားကြမယ်လန်တနီယာမှာတော့လူစီကြောင်အထုပ်နဲ့ပတ်ပြေးနေပါတယ်တနီယာရောက်တော့ကြလိုက်ပါတယ်လူစီတယောက်ကတော့လေလာတဲ့လာဘူရုပ်ကြီးကိုတွေးသွားတာပါအဲ့လာဘူရုပ်ကြီးကလန်တနီယာမှာရပ်နေပါတယ်ဟာအဲ့ဒါလေလာအရှုံးမလားဘလို့ရှောင်းနေရလဲဟာလူစီလည်းသွားကြည့်နေပါတယ်ကျုပ်တည်းရဲ့ကြောက်စရာကောင်းတဲ့အတန်ကြီးနဲ့ပဲပါလားအကျုပ်ချက်စကားပြောနေပဲဟာမီနာရဲ့အိမ်မှာတော့အရန်ကိုတားရနေပါတယ်မီနာတယောက်ကတော့ရေရီကူးနေပါတယ်ဝါအရန်မိုက်တာပဲဟာရေရှိုးပြီးသွားတာမလို့သူလည်းအပေါ်ကိုတက်လာပါတယ်ဝစ်စားလဲဖို့အခန်းတစ်ခုတည်းကိုဝင်လိုက်ပါတယ်ဒါပေမဲ့လည်းလေလာရဲ့လာပူရုပ်ကြီးကိုတွေ့လိုက်ရပါတယ်အဲ့ဒါကြောင့်မီနာလည်းမျက်လုံးကြည့်ပြူပြီးလန်းသွားတာပေါ့ဟာဟိုကတဲ့အဲ့ဒါလေလာရဲ့အရှုံးမလားဘယ်လိုရှောင်းနေရလဲဟာလာဘူးအဲ့ဒါကြောင့်မီနာလည်းလန့်သွားတာပေါ့သမီးအမေဒီနေ့အလုပ်ကိစ္စနဲ့အပြင်သွားဆက်ရှိရဲအဲ့ဒါကြောင့်သမီးတယောက်တည်းဒီမှာနေခဲ့နော်ဟုတ်ကဲ့မေဒါဆိုကြိုးဆိုင်ပြီးသွားအောင်နော်စုပုံရှိလဲတအားတွေပြင်းသွားတာမလို့တီပီတွေထိုင်ကြည့်နေပါတယ်ဝေါရမ်းရှိရပဲဟာစုပုံရှိတယောက်ကတော့ဆာကူရာတရေကားတွေကြည့်နေရပါရှုပ်တီးရဲ့တေးပြာပိတ်သွားတယ်ဟာဘာလို့တေးပြာပိတ်သွားရလဲသူ့ရဲ့နောက်မှာတော့လာဖို့ချုပ်ကြီးရှိနေပါတယ်နောက်ကအတန်နေကြတာမလို့လှည့်ကြည့်လိုက်ပါတယ်အဲ့ဒါလေလာရဲ့လာဖို့ချုပ်ကြီးမလားဘယ်လိုရှောင်းလာလဲဟာလာဖို့ချုပ်ကြီးကတော့စားတယ်ပြီးနှက်ဆိုးတွေဝင်ပူးနေပါပြီအရန်လဲကြောက်ဖို့ကောင်းနေပါတယ်ကဲကြပါအောင်အဲ့လိုနဲ့ညဘက်မှာတော့ရှင်းစုဝေတရားကွန်ပျူတာကိပုတ်တွေတောက်တောင်နဲ့ရှောင်းနေပါတယ်ရုပ်တရက်ပဲခေါင်းနဲ့ကြိုက်လာပါတယ်ငါခေါင်းနဲ့ကြိုက်ညာပဲဘယ်လိုဖြစ်ရလဲဟာအရီနာဒီနေရာကိုရလာပါတယ်ဟာငါဘယ်နဲ့ရှောင်းနေရလဲ
သူ့ရဲ့ဘေးမှာလည်းတငယ်ချင်းတွေအောင်ရှိနေပါတယ်အားလုံးလည်းနိုးလာကြပါတယ်ဟာဝတ်တဲ့ငါတို့ဘယ်နဲ့ရှောင်းရလဲအိမ်ညာမဟုတ်ဘူးလားသူတို့ရဲ့အရှိမတော့လာဖို့ရုပ်တည်ရှိနေပါတယ် လာဘူး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 你တို့ငါ့လောင်ကြတယ်ကြောင်ကြတယ်အဲ့ဒီတော့ညပြန်ပေးစရမယ်ဟာဟာဟာ ဆက်လန်လေးကတော့ကြောက်ပါပဲဆာကူရာဇာနန်ကားလေးကိုကြိုက်တဲ့သူတွေကဗီဒီယိုလေးကို like လေးပေးခဲ့ပါရှင်နယ်လေးကတော့ subscribe လေးပြုလုပ်ပေးခဲ့ပါဆာကူရာဇာနန်ကားလေးမှာပြန်လည်တွေ့ဆုံကြပါမယ်